အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုကျော်သေးရ YouTube Channel လေးကနေကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမားတွေအားလုံးကိုမင်္ဂလာပါလို့ဦးစွာနှုတ်ဆက်ကျွန်တော်ရဲ့အခု live show ပြီးပိုင်းလေးကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခေအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ကျွန်တော်ရဲ့ကိုရီမားတွေအားလုံးပဲเนาะဒါကြမ်းလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အခုဗီဒီယိုပိုင်းလေးကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမားတွေအတွက်ကိုเนาะဒါ20မှ1ရက်နေ့ဒါအင်္ဂါနေ့ရဲ့မနေ့အတွက်ကိုလာရောက်ပြီးတော့မျှဝေပေးတဲ့ live show လေးပဲဖြစ်ပါတယ်အားလုံးကဝင်လာပြီဆိုရင် comment လေးမှာမင်္ဂလာပါမှန်းခဲ့ပါတနင်္လာနေ့ရဲ့နေကုန်မှာတော့မနက်ဈေးမှာတော့ကျွန်တော်ရဲ့ပုံသမားတွေကဇာရုပ်ပတ်ဒီနဲ့အဆင်ပြေခဲ့တယ်ဒီတိုက်ကိုတွေမာတွေဒါလုံးဝပတ်ဒီနေတော့ကျွန်တော်ရဲ့ကိုတွေမာတွေအဆင်ပြေခဲ့တယ်ညနေပိုင်းမှာကျွန်တော်ရဲ့ကိုမာတွေအဆင်ပြေခဲ့ဘူးအင်္ဂါနေ့ရဲ့ကျွန်တော်ရဲ့ကိုမာတွေမနက်မှာလည်းဒါကျွန်တော်ရဲ့အကိုတွေမာအကျဆုံးဝိုင်းရေးအကြိုက်ဆုံးပတ်ဒီတကောနှစ်ကောက်ကောင်းပြောသွားပေးမယ်ဒါလေးကမှကျွန်တော်ရဲ့ပုံသမားတွေဒီညမှာကျွန်တော်ထပ်မှတ်ပြီးတော့ဒါလက်ဆောင်လေးရရင်ကျွန်တော်ထပ်ပြီးတော့ပို့ပေးမယ်ဖုန်းလေးတော့မဆန်နဲ့မနေ့ကမှမရရင်ဖုန်းလေးကိုပြန်ခေါ်ပေးကျွန်တော်ကလက်ဆောင်လေးရရင်ကျွန်တော်ရဲ့ပုံသမားလေးကိုကျွန်တော်ပို့ပေးပါအောင်မယ်နော်အမှန်တကယ်အားဖြင့်လမလေးတွေနှိပ်ပါမယ်ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမာတွေ channel လေးကိုလည်း subscribe မနှိပ်ကတည်းကကျွန်တော်ရဲ့လူသစ်မိတ်ဆွေတွေကကျွန်တော်ရဲ့ဒါ channel လေးကို subscribe နှိပ်ခဲ့ပါကဲစားနေပြီကျွန်တော်ရဲ့ကိုမာပြောသွားပေးပါမယ်အားလုံးပဲနော်21ရက်အင်္ဂါနေ့ရဲ့မနက်မှာအဓိကထားပြီးစောင့်တဲ့1 J ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမာတွေအားလုံးပဲ3ညခုံ1 J နော်3ညခုံ1 J မှာ3ညပိုင်းခုံပိုင်း4ပါနော်ကဲ3ညနဲ့ပတ်သက်ပြီးတော့မပန်းနိုင်အောင်မောင်လေးရေခုံနဲ့ပတ်သက်ပြီးတော့မပန်းနိုင်အောင်ညီလေးရေဆိုတဲ့အကိုဒီမာတွေအတွက်ကို3ညနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ကိုဒီမာတွေ main ရောကွက်တွေနေတာ3ည1ကဲ3ည2ကဲ3ည3ရေ3ညခုံရေပါ live ပြီးကျွန်တော်ရဲ့ကိုဒီမာတွေမှတ်ပေးပါအပန်းမကြည့်ရင် comment လေးမှာမှတ်ပေးပါတကယ်လည်းပတ်သက်ပြီးကျွန်တော်ရဲ့ကိုဒီမာတွေနော် main all ကိုဒါ3ည1 3ည2 3ည3 3ညခုံပဲဖြစ်ပါတယ်နော်ကဲခုံနဲ့ပတ်သက်ပြီးတော့မပန်းနိုင်အောင်မောင်လေးရေ main all တွေကိုယူချက်ပေးပါအောင်ဆိုတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမာတွေအတွက်ကိုခုံနဲ့ပတ်သက်ပြီးတော့ main ဒီခုံ3ရယ်ခုံ4ရယ်ခုံ5ရယ်ခုံ8ကပဲဖြစ်ပါတယ်ကျွန်တော်ရဲ့လာချိုဗီဒီယိုပိုင်းလေးကိုအမှန်တကယ်အားဖြင့်လက်မလေးတွေနှိပ်ခဲ့ပေးပါကျွန်တော်ရဲ့အခုဗီဒီယိုပိုင်းလေးကိုလည်းဒါကိုတဦးတယောက်ပဲရလို့ကိုတဦးတယောက်ပဲမြင်လို့စစ်စံအောင်မထားပဲနဲ့ကိုစင်မီသလိုစီဗီရအောင်ကိုပေါင်းသလိုပေါက်ရအောင်ကိုပြည့်သလိုတွေ့ရအောင်ရှယ်တဲ့ကိုရီမားတွေကရှယ်တဲ့နေရာလေးတွေမှာဒါဝိုင်းဝန်းပြီးတော့ share ပေးဝိုင်းဝန်းပြီးတော့မျှဝေပေးအမှန်တကယ်အားဖြင့်တော့လက်မလေးတွေနှိပ်ခဲ့မယ်ကျွန်တော်ရဲ့ဒါ channel အသစ်ကိုလည်းဒါကျွန်တော်ရဲ့ကိုမားတွေပြည်တိုင်းမြင်တွေ့ချင်တယ်ဆိုတော့ကျွန်တော်ရဲ့ကိုရီမားတွေကျွန်တော်ရဲ့ဒါ channel အသစ်ကို subscribe နှိပ်ခဲ့ပါဘေးနားမှာ share ခဏလေးကိုပါကျွန်တော်ရဲ့ကိုရီမားတွေကမဲအောင်ပြောင်းနှိပ်ခဲ့ပေးပါအားလုံးပဲတော့ခွန်နဲ့ပတ်သက်ပြီးတော့ main ဝက်ကိုပြောသွားပေးမယ်ခွန်နဲ့ပတ်သက်ပြီးတော့ main ဒီခွန်3ရယ်ခွန်4ရယ်ခွန်5ရယ်ခွန်8ကေပဲဖြစ်ပါတယ်နော်ကဲ live ကျွန်တော်ရဲ့ကိုမားတွေမှတ်ပေးပါအပန်းမကြီး comment လေးမှာမှန်ပေးပါခွန်နဲ့ပတ်သက်ပြီးတော့မပန်းနိုင်အောင်မောင်လေးဆိုတဲ့ကိုမားတွေခွန်နဲ့ပတ်သက်ရင်ဒါခွန်3ခွန်4ခွန်5ခွန်8ဒီခွန်နဲ့ပတ်သက်ပြီးတော့ main ပါတောင်းလုံးပြီးပေါ့ share ခွေကျွန်တော်ရဲ့ချင်းမိတ်ဆွေမျိုးတွေအားလုံးပဲ2 4 6တောင်းလုံးအခွေပါဒါကျွန်တော်ရဲ့ကိုမားတွေအပီးပေါ့အခွေပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုမားကျွန်တော်ပြောပေးနေရတော့တောင်းလုံးပြီးပေါ့အခွေဒီ2 4 6တောင်းလုံးပြီးပေါ့အခွေ2 4 6ဒီတောင်းလုံးပြီးပေါ့အခွေပဲဖြစ်ပါတယ်ကဲအထူးမရောတင်ကွက်2ကွက်ကောင်းကိုပြောသွားပေးပါမယ်အကြိုက်ဆုံး main on 2ကွက်ကောင်းဒီတော့ရဲ့ချင်းမိတ်ဆွေမျိုးတွေအားလုံးပဲ3ည4နဲ့3ည6ပဲဖြစ်တယ်နော် live ကျွန်တော်ရဲ့ကိုမားတွေမှတ်ထားပါအကြိုက်ဆုံးတင်ကွက်2ကွက်ကောင်းဒီ3ည4နဲ့3ည6ပဲဖြစ်ပါတယ်ကဲအောင်မယ်နော်ကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးကိုနားပါတော့မယ်အမှန်တကယ်အားပေးတော့မမလေးတွေနှိပ်မယ်ကျွန်တော်ရဲ့ဒါကဏ္ဍလေးကိုလည်းအပန်းမရှိ comment လေးမှာမှတ်မယ်မင်္ဂလာပါလို့မမှတ်သေးတဲ့ကိုရီမိုင်းလည်း comment လေးမှာမင်္ဂလာပါလို့မှန်းခဲ့ပေးဦးအင်္ဂါနေ့ရဲ့မနက်မှာကျွန်တော်ရဲ့ကိုရီမိုင်းအားလုံးပဲကျွန်တော်ပြီးခဲ့တဲ့ကဏ္ဍလေးရနေပြီးတော့ဒါကိုရီမိုင်းအဆင်ပြေပြီးတော့မယောဝနဲ့ကိုရီမိုင်းပေါက်ကြပါလေရကြပါကျွန်တော်ဘာကစမောင်းတောင်းပေးလိုက်ပါတယ်ကဲကျွန်တော်ရဲ့လက်ရိုးဗီဒီယိုပိုင်းလေးကိုစောင်းရှုပဲကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမိုင်းအားလုံးပဲစေချင်တာလေကိုရီချမ်းမကြီးမနဲ့ပြေဆုံးနိုင်ရပါလေလုံဆောင်ပိုင်းလည်းတီးဝါနေကြပါလေအားလုံးပဲမင်္ဂလာရှိတဲ့စကားမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုဒါရကိုစီပိုင်းနေကြပါလေကျွန်တော်ကိုရသူကမှစမောင်းတောင်းပေးလိုက်ပါကြည့်အောင်မယ်ကိုလာပါအားလုံးကံကောင်းရပါလေကံလို့ကြိုးပြကြပါလေဗျ